မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့မြမဇက်သပင်လောကရဲ့နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့အောင်စံပူနဲ့စန်ရီမိုးတို့ကပြထားတဲ့ဗီဒီယိုလေးကိုအတူတူ reaction လုပ်ထားတာဖြစ်ပါတယ်အပြောင်းကြီးဘဝနဲ့အမဘာလို့ဆရာရှိပြီးကြိုင်တာရောဟာLet's go. Hey, hey, say you want to play my song. Love me so now we try it. She me mama we she wa. She's all the touchy me. What are you doing? Yes, so go away, no. I'm not going to do something. Can't you watch me so? I'll be eating. ဘသူဆိုတာကပိုကောင်းလဲအမျိုးတို့ဖြေခဲ့ပြီးဘသူကိုပိုကြိုက်ကြလဲမှန်လေးရေးခဲ့ကြပါ Hey, where's that? Oh, I'm not going to do that. You don't know that. Who's that machine? What do you got? Got me. Hey, mami, don't eat that. No. Hey, hey, hey. Hey, hey. Oh. ကြည့်စမ်းပါဗျာဒီမင်းသားကတာတကယ်ကိုလန်းတာကိုအနေထားအစအကုန်ကွက်တိပဲကကွက်တွေကနူးမဲ့နေရာနူးအားပါမဲ့နေရာမှာအားပါနဲ့တကယ်ကိုပညာသားပါပဲဗျာဝေါလှလိုက်တဲ့ကကွက်ပဲဒါကြောင့်ပြိသက်တွေများနေတာကို ဒီဘက်ကိုပြတ်ကြလို့ပတ်စံဘက်ကိုပြတ်ကြဒီလေတကယ်တော့လေအကိုကြီးကငွေနေတာတခုတည်းလည်းမဟုတ်ဘူးအေးဘာဖြစ်တာလဲဝယ်ပြီးတော့ဘာကိုပြောလဲတောင်းလေကားကြီးဆက်ပြောလ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 ာဒီတစီကိုမရတာလက်ကုတ်လိုက်ပြီးတော့တရားရှိတယ်ပါလိဒီလေးတော့ပြောလက်ကုတ်လေးပြီးတော့ဘုံဘက်ကြီးလိုက်ဒီဘက်ကြီးလိုက်ဒီတချင်းနာမရတာဘယ်လိုကြည့်တော့ငါလက်ကုတ်လိုက်ပြီးနေတယ်ပေါ့ဒီအမေဘယ်လိုဒီလေးဘယ်လိုမင်းတို့ကမရတာဟိုလေးကြတာဟာစီချက်တာလေပရိသတ်ကြီးခင်ဗျာခုနကကျွန်တော်ရဲ့ဇက်မင်သားကပြဖြောပြသွားတာတကယ်ကိုအစင်တန်းရှိလာပါတယ်ပညာသားပါပါနဲ့ကပြသွားတဲ့အကအလှတွေကအကြည့်ရသူအပေါင်းကိုမှင်သက်သွားစေတာအမှန်ပဲပါတယ်
ဝေါကြည့်ဦးဗျာဒီမင်းသားကတာတော်တော်လေးမိုက်တယ်နော်သူ့ရဲ့ခြေစစ်လက်စစ်အချိုးအစားကတကယ်ကိုမှန်တာဗျကကွက်လေးတွေလည်းအရန်လာတယ်မြမအကရဲ့အနှစ်သာရကိုတေချာဖော်ဆောင်နိုင်တဲ့အနောက်ကိုဒီမင်းသားရဲ့ကကွက်ကိုခင်ဗျားတို့ဘယ်လိုမြင်လဲကျွန်တော်အမြင်မှာတော့တကယ့်ကိုမိုက်တယ်လို့ပြောရမယ်အကရောအမူအရာရောအကုန်လုံး perfect တယ်ပဲဗျ